အစင်နိုင်ပါစေသစင်ထိုးမယ်ကန်မယ်ဒါတွေခွက်လာမယ်ကွက်ပြောင်းပြီကွက်ပြောင်းပြီအဆောက်လို့မရကန်တယ်ခြေတော့လဲထွက်တယ်တောက်စင်ရသွားခြေကောင်ချက်အရင်လာတယ်နိုင်ပါစေဒီပွဲတောက်စင်ရဆုတောင်းပေးတယ်နော်အဲ့ဒါစကန်လိုက်ခြေတော့အဲ့ကခဏလေးပဲခြေတော့မမဘူးအားခြေနဲ့ပဲဖြတ်သွားမှာလို့ဆိုဟိုတောက်စင်ကန်တာတစ်ချက်အားရတယ်ကွာသူဗတိထားရမယ်တော့ဒီတစ်ချက်လက်မချနဲ့တော့တောက်စင်ဗတိထားတော့လက်မချနဲ့တော့လက်မချနဲ့တော့လာကောင်းလာတယ်လာကောင်းလာတယ်ဟုတ်တတိထားတော့အဲ့ဒီကောင်းကောင်းဆရာသေးလာတယ်လို့မျိုးနော်ခန္ဓာကိုယ်သေးလာတယ်လို့မျိုးတောင်းဆရာရင်တော့ဒီသက်ခန္ဓာကိုယ်ခွာတယ်ငါကြည့်တာသူ့ရင်ပါတယ်အစင်ဝင်လာတော့သိအစင် AC ပဲဆော့တယ်ဒီပွဲရတော့မလုံးဘူး AC ဆော့တယ်ဒီအဲ့ကောင်တက်ပြီးတော့မှာတော့စင်AC ဆော့တာကိုကျွန်တော်မြင်ရတယ်တောင်းဆင်ဟိုအစ်စ်ပွဲတို့မျိုးတက်ပြီးတော့မလုံးတိုင်းမဝင်ဘူးဒီကညကန်ထိမှန်တော့တစ်ချက်တော့ခြေတန်းနာနေပဲငါကြည့်တာတော့ကန်ရမျိုးနေဆိုရီယာလည်းမျိုးကန်ဆိုတော့ခြေတန်းမတရားမနာတော့ဒါဆိုရင်တောက်ထားတယ်ဆိုပါလေအဲ့ဒီဆက်ဆံရင်လေးကကိုပန်တော့ရဆိုတော့အလဲဟိုပါလေအမနဲ့ပဲဆော့တယ်ဆိုရအမနဲ့ပဲဆော့တတ်တယ်ဆိုတော့ဒီကတော့အမနဲ့ပဲဆော့တတ်တယ်အဲ့ဒီကိုပန်တော့ဆက်ကြည့်မယ်နော်တစ်ချက်အမပြည့်အဲ့ဒီကောင်လည်းတော့ဆက်ကြည့်တယ်အမပြည့်ပါအဲ့ဒီကောင်ပါသက်ပြီးတော့မကြောင်းတကယ်ပြောမယ်ဆိုလို့ဆိုတော့အဲ့ဒီကောင်ကတော့ကောင်းစင်တစ်ချက်တော့တိပြန်ထားနေတာပဲပထမချိန်ပြီးကဲဆက်ရကောင်ကပြည်ရဲ့ပြောစရာမလိုတော့ဟိုမှာစူပါလက်ပြောပြနေတော့လားအေးဆေးပဲသတ်စင်တေချာလုံးမယ်ကဲဒုတိယချိန်ပြန်စမယ်နော်စူပါလက်တို့လည်းသတ်စင်တို့ကိုတော်လေးဗာလဲ Q ဆိုင်ပေးတယ်ပေါ့နော်ပြောမှဆိုလို့ဆိုတော့ဘလို့ချိန်မှာထွက်လာတော့ကဲဒုတိယချိန်စူပါနဲ့တက်ပြီးတော့မမဘူးကဘာနဲ့တက်ပြီးတော့မထွက်ဘူးမအားချင်နေပဲဖြောက်ရတယ်မာတယ်ဆက်ဆိုင်ရင်လေဟိုဗာလေလက်တိပါပါတပည့်တော့မကျောင်းဘူးသူကပါပါကျောင်းနိုင်လို့ဆိုရင်အမနဲ့ပဲနိုင်တာများတယ်ငါကကြည့်တာသူခြေထောက်နာတယ်လို့မျိုးပဲကိုယ်ကတော့ဆက်ဆက်ကန်လာတာသူခြေထောက်နဲ့နည်းနာတယ်လို့မျိုးပါလားမသိဘူးနောက်ဆက်ရခြေကချက်ကောင်းတာပဲဆက်ဆက်ပြောင်းရအောင်သူလက်ကြတယ်သူနည်းနည်းထိတော့သူလက်ကြတယ်ကွာစားတယ်ထောက်ပြနေပြီဘာဆောက်လို့မရဘူးသွားဆောက်လို့မရဘူးစားတယ်ထောက်ပြနေပြီသွားဆောက်လို့မရဘူး
သူများတွေကပညာပြောင်းရတယ်ကားစက်တက်ပြီးတော့ဝင်မထိုးတယ်မျိုးဖြစ်တယ်ကွာဒီပွဲကဘယ်လိုလဲကားစက်တက်ပြီးတော့ဝင်မထိုးတယ်မျိုးဖြစ်တယ်ဒီပွဲကဘယ်လိုမျိုးလဲမသိတဲ့မျိုးကြီးနည်းနည်းမှမထွက်တော့ဘူးดูได้แต่แช่เท่มาแล้วอุ้ยที่เปียกเว้ยเนี่ยมาไฟทับเว้ยน่ะป่วยเสร็จแล้วอุ้ยน่ะยาวๆแล้วอุ้ยน่ะป่วยซะแล้วที่เลยแกป่วยပြန်ရရပါတော့ဒါလည်းကတော့ဥထိပါတယ်ခုနဘယ်လဲပြီးတော့မှာပဲကန်လေအဲ့လိုမျိုးကန်လေခုနကန်တော့စင်ကန်ဒုတိယခြေတော့ပြင်းနေပြီကွာဘာမှစပါလဲပြောပြနေပဲတော့စင်ကိုတော့စပါလဲပြောပြနေတယ်နောက်ဆုံးခြေပါဟိုကောင်ပါဝါမစေးလို့ပါဝါကောင်းလို့ဆိုတော့တော့စင်ကြည့်ပြီဟိုကန်လာတဲ့ချက်တော့တော့စင်မောက်ပြီအမနဲ့ဆော့တဲ့ဖိုက်တာတော့စင်လဲအမနဲ့ပဲထိုင်ဆော့ရတယ်အဲ့လိုမျိုးစင်လို့ပြတော့စင်ဝင်စီးပါမဖြစ်ဘူးအမနဲ့မပေးဆော့နဲ့အော်တိုလာသူများတက်ချီပြီးသူများကွက်ပြောင်းပြီးဆော့နေတာတော့စင်ရမှာပြောင်းတာဟိုစကလေးပြတာဝင်တော့ရပါမလားပေါ့မလွယ်တော့ဘူးမတွေ့ရတော့စိတ်ခေါ်တာကိုလည်းနည်းသေးလာတယ်မြင်မှကြည့်တာတခြားပြောပါလေအရင်တော့ဆိုလာကြည့်တာစိတ်ခေါ်တာကိုအဲ့လိုသိကြည့်တယ်အမလည်းပဲသွားမှနေအဲ့လိုမျိုးလော့ရောတန်းစင်ရဲ့အပတ်တာနဲ့တွေ့တယ်ဆိုတော့သူစာချက်မကောက်သေးလို့လားမသိဘူးဒါသက်တော့အရင်လိုမျိုးဆိုမထိုးတာမဟုတ်ဘူးအရင်ကသူထိုးတာဆိုရဝင်ထိုးတာကောင်းတယ်အခုသူထိုးတာချိန်ပြီးတော့ထိုးတာစောက်ပြီစောက်နေတဲ့တမျိုးပဲသူကအဲ့လိုမျိုးကွာအရင်တော့သူဝင်ထိုးတာကောင်းအမနဲ့သူများထိုးတယ်ပါစမလည်းသူကစထိုးတယ်ဆိုတော့ဟိုကအမနဲ့ပဲယူရပါအလဲတော့မနိုင်တော့အမစင်တကာတော့ရေခေါင်နိုင်အောင်လားထိုးမှဒီတန်တော့ကောင်းတယ်ဒါဒီတန်ဖြစ်နေလို့ဟိုဘက်တန်တရားဆိုတာမိုက်အပန်းစိန်ရည်ပြီးနေမရဘူးအဲ့ရပြေးတော့မယ်ရအောင်နိုင်ဖို့မရအောင်ဒီကွာတော့ပလိုက်တာတွေတောင်းချောင်းပေးသူဒီလိုမျိုးထိုးပေါ်တော့ရအောင်အမှန်ပဲဆုံးပါပဲ